အားလုံးမင်္ဂလာပါအနေငါတော့ review by Clarion နဲ့ page က Clarion နဲ့ပဲဖြစ်ပါတယ်စာအုပ် review တွေကိုမပေးရအနေနှစ်တော်တော်လေးကြာသွားပြီပေါ့နော်ဘာလို့လဲဆိုတော့အလုပ်တစ်ဖက်နဲ့မအားတာတွေကြောင့်လည်းပါတယ်လို့ပြောရမယ်ပေါ့နော်ဒါပေမဲ့အနေ page လေးကိုပြန် run ရဲ့အတွက်ကြောင့်မလို့အနေဒီနေ့မှာတော့အနေစာအုပ် review ပေးခြင်းနဲ့စာအုပ်တစ်အုပ်ရှိပါတယ်အဲ့ဒါတော့တော်တော်များများတည်ပြီးသွားကြပြီပေါ့နော်ဒီစာအုပ်က Wattpad ဖတ်တဲ့သူတော်တော်များများဆိုလို့ရှိရင်တော့အနေကအခုမှရုပ်ပြစာအုပ်ကိုအရန်ဖတ်ချင်နေတာပေါ့နော်ရုပ်ပြစာအုပ်ကိုတွေ့ပြီးအရန်ဖတ်ချင်ပြီးတော့မှဝတ္ထုကိုတော့ဖတ်တဲ့သူမျိုးဆိုတဲ့အတွက်ကြောင့်မလို့အနေကတော်တော်လေးနောက်ကျနေတဲ့လူတွေမှာပါတယ်ပေါ့နော်ဒါပေမဲ့ဒီစာအုပ်ကဘယ်လိုလူတွေဖတ်ရတာပို့ပြီးတော့အဆင်ပြေမလဲဆိုလို့ရှိရင်တော့ fiction တွေဒီလိုမျိုးအပျော်တမ်းဖတ်ရကြိုက်တဲ့သူမျိုးတွေစိတ်ကူးရင်ရကြိုက်တဲ့သူမျိုးတွေဆိုလို့ရှိရင်တော့ဖတ်တင်ပါတယ်ကိုကစာရေးတာကြစ်လက်တာကြိုက်တဲ့သူမျိုးဟိုတက္ကသိုလ်ဖုန်းတိုင်းတို့လို့ဖတ်ရတာမျိုးကြိုက်တဲ့သူမျိုးလို့ပြီးလို့ရှိရင်မြတ်တန်းတင်လို့အဲ့လိုပြောအသွေးခေါ်ပိုင်းနေကြိုက်တာမျိုးပါညာပေါ့နော် realistic ဆန်မျိုးကိုကြိုက်တဲ့သူမျိုးဆိုရင်တော့ဒီစောက်ကတော့သဘောတိတ်တွေ့မယ်လို့မထင်ဘူးပေါ့နော်အနည်းတော့ကတော့ဘာလာထောင်းနေတဲ့အတွက်ကြောင့်အဆင်ပြေပါတယ်sorry ပါအနည်းနာလေးနည်းနည်းစီးနေရပါအနေအခုပြောချင်တဲ့စာအုပ်ကတော့နောက်ယူမရာဇာပေါ့နော်နောက်ယူမရာဇာက Wattpad မှာစာစစ်မှာ VN ရေးထားပြီးတော့ Wattpad မှာ9 million ချီပြီးတော့စာဖတ်သူဖတ်ရှုနှုန်းရှိထားတာပေါ့နော်အဲ့တော့ဒီစာအုပ်ကဘလို့ဖြစ်ပါတယ်ဘာညာပါတယ်ဆိုပြီးတော့အနေမပြောတော့ပါဘူးဒီစာအုပ်ကတော့ဟိုပေါ့နော် TikTok လို့အဲ့လိုမျိုးရုပ်ပြရေးလူတွေပြောနေတာကြားပြီးတော့ဖတ်ချင်လိုက်တာလို့အနေလိုခံစားချက်ဖြစ်လာတဲ့သူမျိုးတွေပြီးဖတ်ပြီးသွားတဲ့သူတွေနဲ့ဖတ်ပြီးသွားတဲ့သူတွေကြောင့်အနေရဲ့စာအုပ်ပေါ်ထားတဲ့ခံစားချက်ကိုဆွေးနွေးခြင်းတက်တက်နဲ့ review ပြီးလိုက် review ပြောတာပေါ့နော်နောက်ယူမရာစာကဟို size ဆရာမ VN ရဲ့အရေးအသားကိုအရင်ပြောရမယ်ဆိုလို့ရှိရင်တော့ဆရာမကတော်တော်လေးကိုအထောက်ထားတယ်လို့ခံစားရတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုသူ့ရဲ့ဘဟုတုတဘယ်လိုပြောမလဲတော်တော်လေးလေ့လာထားတယ်ဒီစာအုပ်ကိုရေးဖို့အတွက်အဲ့လိုမျိုးခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့တချို့အချက်အလက်တွေကသူ့ရဲ့စူးစမ်းထားတယ်သူလေ့လာထားရဲဆိုတာကိုညွှန်ပြနေရပေါ့နော်အဲ့တော့ဆရာမကို really appreciate လုပ်ပါတယ်အနည်းကတော့ဒီလိုမျိုးတခုခုရေးရမယ်ဆိုလို့ရှိရင်လေ့လာထားတဲ့ဘဟုတုတကြီးပါတဲ့စာအုပ်မျိုးဖတ်ရအဆင်ပြေရပေါ့နော် BL ဆိုတဲ့အတိုင်းအောင်အနည်းကတော့ဒီလိုပုံစံမျိုးကြိုက်ပါတယ်အရေးသားမျိုးဒါပေမဲ့ဆရာမကနောက်ရနေရနေခံစားပြီးရေးရလို့ခံစားရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်တတိယလူပါမနေဘူးတတိယလူပါပြီးပြောနေတဲ့စာအုပ်ပုံစံမျိုးမဟုတ်တဲ့အတွက်ကြောင့်အသွေးတွေအားလုံးဆရာမရှင်းပြထားတယ်အဲ့ရဘယ်လိုပုံစံမျိုးသွားလဲဆိုအနည်းဆုံးတရုတ်ကားကြည့်လို့ရှိရင်တရုတ်တိုင်းကားနန်းတွင်းကားဟိုအဲ့လိုမျိုးပေါ့နော်အဲ့လိုတရုတ်လက်ကားတွေကြည့်ရအခါမျိုးတွေဒီမှာဆိုလို့ရှိရင်လေအကောင်လုံးခြုံငုံရှင်းပြသွားတဲ့ပုံစံမျိုးဆရာမအသွေးတောင်ရှင်းပြသွားအဲ့ဒီအနည်းတော့ဆင်တော့အစီအပြေပေါ့အနည်းကဘာလို့လဲဆို open ပုံစံမျိုးကိုမကြိုက်ကိုယ့်ဘာကိုစဉ်းစားသုံးသက်အချက်လက်တွေဟာဒီလိုမျိုးဖြစ်နေရလားဒါမျိုးအဲ့လိုပုံစံမျိုးတော့မကြိုက်ဘူးပေါ့နော်အဲ့ဒီဆိုတော့အဲ့ဒီရေးသားတော့အနည်းတော့အဆင်ပြေရဲ့ရေးသားလို့ပြောရမယ်ပေါ့နော်ပြီးလို့ရှိရင်ဇက်ကောင်တွေပေါ့နော်ဇက်ကောင်တွေကတော့ပုံမှန်သွားနေကြလို့မျိုးပဲဒီနည်းနည်းပျော်တယ်နည်းနည်းလေးရှိတယ်ဒါပေမဲ့ခေါင်းမာတတ်တယ်တစုထိုးနိုင်တဲ့ကောင်လေးနဲ့ဟိုစိုးမိုးခြင်းနဲ့စိတ်ရှိရဲ့လူတယောက်ရဲ့ဇက်ကောင်တွေပေါ့နော်ဆရာမပုံမှန်လိုပဲအခြေခံထားတယ်တာမန်ဇက်ကောင်မြင်နေကြဇက်ကောင်တွေပဲတခြားစာအုပ်တွေမှာဒါပေမဲ့ဇက်အိမ်ကလုံးဝဆွဲဆောင်သွားတယ်လို့အစပိုင်းမှာဖတ်ရတော့ပေါ့ရွှတ်ကြီးငြိမ်နေရလို့ခံစားရပါမယ်နောင်နဲ့စကားတို့ဖျားဝဲသွားတဲ့နောက်ပိုင်းကစာရလူဆွဲခေါ်သွားတာပေါ့နော်အဲ့တော့အနေကတော့ရမ်းကြိုက်ပါတယ်အနေတော့ကတော့အဆင်ပြေပေါ့နော်အနေကဒီ review ကသူများကြီးလည်းဖတ်ပြီးသွားပြီ review တွေလည်းအများကြီးရှိသွားတယ်အနေရဲ့ခံစားချက်ကိုပဲပြောနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအနေရဲ့ခံစားချက်တွေပါအနေရဲ့ review ဆိုသည့်တောင်အနေစာအုပ်ပေါ်ခံစားရတဲ့အရာကြီးပေါ့နော်အဲ့ရောကတင်ကစာအုပ်ကိုမြင်နေရဖတ်ဖို့ချင်းချိန်ရပေါ့နော်အစား1မျက်နှာ2မျက်နှာလောက်3မျက်နှာလောက်ဖတ်ပြီးသွားပြီဆိုပြီးတော့
စောက်ကြီးကပေါ့တယ်သူတို့ပြောထားသူလည်းမဟုတ်ဘူးလို့ထင်နေဆိုလို့ရှိရင်တော့ stop နည်းနည်းဆက်ဖက်ကြည့်ပါသဘောကျလာပါလိမ့်မယ်အနည်းကလည်းတော်တော်လေးသဘောကျရဲပေါ့နော်ဒီလိုပုံစံမျိုးကိုကြိုက်တဲ့သူမျိုးဆိုလို့ရှိရင်တော့နောက်စာအုပ်တော့ကိုညွှန်ပေးချင်တာကတော့ဝင်းဥရဲ့မိန်းမလအမုန်းပေါ့နော်မိန်းမလအမုန်းကိုဖတ်ကြည့်ပါဒီလိုပုံစံ type မျိုးပဲအဲ့ရောဝင်းဥရဲ့မိန်းမလအမုန်းကချာတော့သူကတော့ယောက်ျားနဲ့မိန်းမနဲ့အခြေခံတာဒါကြောင့်ယောက်ျားပေါ့နော်ဇက်ကောင်ကြီးကကြတော့ဒါပေမဲ့အချစ်ဆိုတဲ့အရာကယောက်ျားကြီးမိန်းမကြီးယောက်ျားချင်းမိန်းမချင်းယောက်ျားမိန်းမချင်းဆိုပြီးမရှိပါဘူးကိုယ့်ရဲ့နှလုံးသားလေးနဲ့ဖတ်ကြည့်လိုက်ပါဖတ်လို့ကောင်းပါတယ်အဲ့ရောနောက်ဆုံးထပ်ပြီးသတိပေးချင်တာကတော့တင်က realistic ကိုကြိုက်တယ်စာရေးသားချစ်လက်တဲ့စာကိုကြိုက်တဲ့သူမျိုးဆိုရင်တော့မဖတ်ပါနဲ့ဖတ်ပြီးလို့ရှိရင်လည်းကြိုက်တယ်လို့ပြောမယ်မဟုတ်ကြိုက်တယ်လို့ပြောမှာမဟုတ်ဘူးပေါ့နော်ကြိုသိနေပါတယ်ဘာလို့လဲဆိုတော့တော်တော်များများကအဲ့လိုပြောတတ်ကြလို့ပါအဲ့ရောကဒါပေမဲ့တင်ကတော့ဒီလိုမျိုးစိတ်ကူးရင်ဆိုင်ရာကြိုက်တယ်ကမရနည်းနည်းဆန္ဒမျိုးကြိုက်တယ်အဲ့လိုမျိုးပုံစံမျိုးကိုကြိုက်တဲ့သူမျိုးဆိုလို့ရှိရင်တော့ဒီစာအုပ်ကိုဖတ်ကြဖို့ညွှန်ပေးချင်ပါတယ်ရုပ်ပြန်လည်းထပ်ပြီးဆိုတော့ဝက်ဖတ်ကြပါနည်းနည်းလေးရောစီကြည့်ရလို့တော့ထင်ပါတယ်ဒါပေမဲ့လည်းဒီကာလကြီးမှာ SCR အဲ့လောက်ပဲပေါ့နော်ဘာလို့လဲဆိုတော့ပေးရနေတန်ပါတယ်ဘာလို့လဲစာရေးတွေစူးစမ်းအထုံးရှိထားတာ哦ပေးရတန်တယ်လို့ခံစားရစီမှာပါပြီးတော့အနေအဲ့ဒါကိုရုပ်ရှင်အဖြစ်ကြည့်ကျင်တယ်ပေါ့နော်တခြားသူရောဘယ်လိုနေမလဲမသိဘူးအနေကရုပ်ရှင်အဖြစ်ကြည့်ကျင်တယ်ဒါပေမဲ့လေရုပ်ရှင်အဖြစ်ရိုက်လိုက်တဲ့အချိန်မှာလေဇက်ကောင်မျိုးတရုပ်ဆောင်ကမနိုင်ပါဘူးလေအရန်ဆိုတာဒီလားအဲ့ရောရုပ်ရှင်အဖြစ်ကြည့်ကျင်ပေမဲ့လေတရုပ်ဆောင်တွေကဇက်ကောင်မနိုင်ပါလဲဆိုရတဲ့ကြောင့်မို့လို့နှမျောရလို့ခံစားရအဲ့ရောရုပ်ရှင်ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့တရုပ်ဆောင်တွေကိုတည်တည်ချာလေးရွေးကြပါလို့တောင်းပန်ချင်ပါတယ်ရှင်အဲ့ရောအနေရဲ့ review လေးကတော့ဒီလောက်ပါပဲနောက်နေ့ဆက်ကကိုအခုထိလက်မလွတ်နိုင်သေးတဲ့လူလည်းအများကြီးရှိမယ်လို့ထင်ပါတယ်ဖတ်ပြီးတော့ဆွဲနေရမှာပဲအဲ့ရဒါပါပဲနောက်ယူမရစားကတော့အနည်းရဲ့ပထမဦးဆုံးပြန်ပြီး review ပေးရစားပေါ့နော်နောက်ပိုင်းတခြားစာအုပ်တွေနဲ့ပြန်လာခဲ့တော့မရှင်ကျေးဇူးတင်ပါတယ် bye bye အနည်း YouTube မှာလည်းအနည်းတင်ထားပါမရှင် bye bye